self study လုပ်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဆရာ tip လေးတချို့ပေးချင်ပါတယ်။တနေ့ grammar တစ်မျိုးပုံမှန်လေ့လာပေးပါ။ listening အတွက်15မိနစ်စာလောက်ရှိတဲ့ podcast တစ်မျိုးကိုနေ့စဉ်နားထောင်ပေးပါ။ reading အတွက်ကိုယ့် level နဲ့ကိုက်ညီတဲ့story ဒါမှမဟုတ် article တစ်မျိုးကိုရွေးဖတ်ပေးဖို့လိုအပ်ပါတယ်။ Hello, this is Teacher Brown. I'm one of the teachers at Little London English Language Center. I have been teaching English around 7 years. Moreover, I have completed diploma in TEFL, diploma in ECCE, and also diploma in business administration. Moreover, I have completed other certificates related to teaching English. အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာပေါင်းဖြစ်ပါတယ်ကျွန်တော်ကတော့ Little London မှာ main teacher အနေနဲ့တာဝန်ထမ်းဆောင်တဲ့ဆရာတူပဲဖြစ်ပါတယ်ကျွန်တော်ကတော့အင်္ဂလိပ်စာသင်ကြားရေးပိုင်းမှာ9နှစ်ခန့်အတွေ့အကြုံရှိတဲ့ဆရာတူလည်းဖြစ်ပါတယ်ကျွန်တော်ကတော့သင်ကြားရေးပိုင်းနဲ့ပတ်သက်တဲ့ qualification တွေဖြစ်တဲ့ diploma in TEFL, diploma in ECCE, advanced certificate in ECCD နဲ့အခြားသင်ကြားရေးနဲ့ဆိုင်တဲ့ certificate တွေရရှိထားတဲ့ဆရာတူလည်းဖြစ်ပါတယ် self study လုပ်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဆရာ tip လေးတချို့ပေးချင်ပါတယ်တနေ့ grammar တစ်မျိုးပုံမှန်လေ့လာပေးပါ listening အတွက်15မိနစ်စာလောက်ရှိတဲ့ podcast တစ်မျိုးကိုနေ့စဉ်နားထောင်ပေးပါreading အတွက်ကိုယ့် level နဲ့ကိုက်ညီတဲ့story ဒါမှမဟုတ် article တစ်မျိုးကိုရွေးဖတ်ပေးဖို့လိုအပ်ပါတယ်အခုဆရာပေးထားတဲ့ tip တွေကိုအသုံးပြုပြီးတော့အင်္ဂလိပ်စာလေ့လာနေတဲ့ခီးစဉ်လေးမှာအမြန်ဆုံးတိုးတက်ပါရောက်ကြပါစေလို့ဆရာဆုတောင်းပေးလိုက်ပါတယ်